အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါမှာတော့နေပြည်တော်ပုပ္ပတိရိညဈေးရဲ့မျက်နှာချင်းဆိုင်ပဲရက်ကွက်မှာရှိတဲ့တိတ်တိတ်ဆိတ်ဆိတ်နေခြင်းတဲ့သူတွေအေးအေးဆေးဆေးနေခြင်းတဲ့သူတွေချမ်းချစ်ချစ်နေခြင်းတဲ့သူတွေအတွက်အင်ကြီးအိမ်ကောင်တစ်လုံးနဲ့မိတ်ဆက်ပေးမှဖြစ်ပါတယ်ရှင်အိမ်ထဲကိုလိုက်ပတ်ကြည့်ရှုဖို့ဖိတ်ခေါ်ပါတယ်ဒီအိမ်ရဲ့ပေကျဲကတော့60 80ပေကျဲပေါ်မှာတိစောက်ထားတဲ့အိမ်လေးတစ်လုံးဖြစ်ပြီးတော့မှနေပြည်တော်ပုပ္ပတိရိမြို့နယ်ပုပ္ပတိရိညဈေးရဲ့မျက်နှာချင်းဆိုင်ပဲအချမ်းအနောက်လက်လေးဖြစ်ပါတယ်ရှင်အရင်ဖွဲ့စည်းပုံအနေနဲ့ကတော့အတွင်းထဲမှာ master bedroom တစ်ခန်း master bedroom က2ခန်း single တစ်ခန်းပါရှိမယ်ပြီးလို့ရှိရင်ရေမီးအစုံနဲ့အသစ်နဲ့အိမ်လေးဖြစ်ပါတယ်ရှင်အိမ်ကိုဝင်လိုက်ပြီဆိုတာနဲ့အိမ်ရဲ့ညာဘက်ခြမ်းမှာကျမတို့ရဲ့ဖျားစင်ပေါ့နော်ဖျားကန်းလေးရှိပါတယ်ဘယ်ဘက်ခြမ်းမှာကတော့အိတ်ကန်းရှိတာဖြစ်ပါတယ်ရှင်အိတ်ခန်းနေနဲ့ကတော့ပထမဆုံးအနေနဲ့ master bedroom နဲ့ကိုဝင်ကြည့်မှဖြစ်ပါတယ်ရှင်ဒါကတော့နောက်တစ်ခန်းကတော့ဒုတိယတစ်ခန်းအနေနဲ့ single room လေးဖြစ်ပါတယ်ရှင်နောက်ထပ်ကျန်ရှိနေတဲ့အခန်းလေးတစ်ခန်းကတော့ master bedroom လေးတစ်ခန်းဖြစ်ပါတယ်လိုက်ပါကြည့်ရှုပါဒါလေးကတော့ kitchen room လေးဖြစ်ပါတယ်ရှင် kitchen room မှာလေဝင်ထွက်ပေါ့နော်လေကောင်းလေးတိုင်ရမှုရအတွက်ပြင်ထဲပေါက်လေးတွေထားထားတယ်လုံခြုံရေးတန်ပန်းလေးတွေလည်းတက်ဆင်ထားတာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ဒီအိမ်လေးရဲ့ပေကျဲကတော့60 80ပေကျဲဖြစ်ပါတယ်ရှင်ကရန်စာအုပ်လက်ဝယ်ရှိပါတယ်မူရင်းပိုင်ရှင်စီကနေပြီးတော့မှ special power ရရှိမှာဖြစ်ပါတယ်ရှင်ဒီအိမ်လေးရဲ့ဒီနေရာကတော့ပုပ္ပတိရိမြို့နယ်ပုပ္ပတိရိညဈေးရဲ့မျက်နှာချင်းဆိုင်ဘက်အချက်မှာရှိတဲ့ဇဝနာဒီပိုင်ရက်ကွက်ထဲမှာရှိတာဖြစ်ပါတယ်ရှင်ဒီအိမ်လေးကိုဆက်သွယ်ဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်တော့ကျမတို့ရဲ့အဆွေတော်အိမ်ချမ်းမျိုးဆက်သွယ်ပြီးတော့မှဝယ်ယူနိုင်ပါတယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်